ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ ဖေဖော်ဝါရီလ9ရက်နေ့ဟာ89ကြိမ်မြောက်ရှမ်းအမျိုးသားနေ့ဖြစ်ပြီး RCSS SSA ရဲ့ဌာနချုပ်မှာအထူးစီကားစွာကျင်းပခဲ့ကြပါတယ်။ RCSS ဥက္ကဋ္ဌဘူရှုပ်ကြီးရွက်စစ်ကဒီအခမ်းအနားမှာခေတ်သစ်ဗမာခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့အတိတ်ကနေအမားတွေကိုသင်ခန်းစာယူပြီးအနာဂတ်အတွက်ပြင်ဆင်ဆောင်ရွက်ကြဖို့ကိုအကြံပြုပြောဆိုခဲ့တယ်လို့ရှမ်းသတင်းမှာဖော်ပြပါတယ်။ဒါအပြင်တပားသူအမားထက်ကိုအမားကိုမြင်ဖို့နဲ့အပြန်အလှန်ယုံကြည်မှုတွေတိဆောက်တာတွေဆောင်ရွက်ဖို့လိုသလို1940ပင်လုံစာချုပ်နဲ့ပင်လုံကတိကဝတ်တွေကိုအကောင့်ထွေဖော်ဆောင်ရွက်ကြဖို့ကိုလည်းဗိုလ်ချုပ်ကြီးရွက်စစ်ကတိုက်တွန်းပြောကြားခဲ့တယ်လို့ဆိုထားပါတယ်။ဆက်လက်ပြီးတစ်ဖက်နဲ့တစ်ဖက်အနိုင်ယူဖိနှိပ်ချုပ်ချယ်တာတွေထက်နှစ်ဦးနှစ်ဖက်ကောင်းကျိုးအတွက်မျက်နှာရှင်းဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကိုလည်းပြောကြားသလိုတိုင်းပြည်လုံးချုပ်ရေးနဲ့ကာကွယ်ရေးအတွက် Federal တပ်မတော်ဖွဲ့စည်းတည်ဆောက်ဖို့ကိုလည်းဗိုလ်ချုပ်ကြီးရွက်စစ်ကအကြံပြုခဲ့တယ်လို့သိရပါတယ်။လက်ရှိစီရေးပဋိပက္ခတွေကြီးမားနေရတာဟာခေါင်းဆောင်တွေနဲ့2008အခြေခံဖွဲ့စည်းပုံဥပဒေကြောင့်ဖြစ်တယ်လို့လည်းသူ့ရဲ့အဖွင့်မိန့်ခွန်းမှာရှမ်းဘာသာနဲ့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အခုလိုတွေပြဿနာဖြစ်နေတာမဖြေရှင်းနိုင်တာခေါင်းဆောင်တွေမစည်းလုံးလို့ဒီလိုဖြစ်တာနောက်2008ဖွဲ့စည်းပုံကိုလည်းကျွန်တော်တို့ပြင်ဆင်ဖို့လိုအပ်တယ်ဖွဲ့စည်းပုံကပြဿနာပါဒါကြောင့်အာဏာခဏသိမ်းတယ်အာဏာသိမ်းတော့ပြည်သူတွေတိုင်းပြည်တွေကိုပါအာဏာသိမ်းတော့ပြည်သူတွေတိုင်းပြည်ကိုပါထိခိုက်တယ်လို့သူကဆိုပါတယ်။တမတော်ကလည်းလီရင်တွေနဲ့ဘုံကျဲတွေနောက်ထပ်ကြီးရွာတွေကိုမိရှို့တယ်။အဲ့ဒါကစီရေးကိုအရှိန်ညှင့်တာရှော့ကြဖို့မရှိဘူးငင်းဖို့လည်းမရှိဘူးကျွန်တော်တို့အနေနဲ့အရှင်းရှင်းတွေးဆုံဆွေးနွေးပြီးတစ်ဖက်နဲ့တစ်ဖက်ရှော့မှသာလျင်တိုင်းပြည်ငြိမ်းချမ်းမယ်လို့ဗိုလ်ချုပ်ကြီးရွက်စစ်ကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။လွိုင်တိုင်းလျန်ကျင်းပတဲ့89ကြိမ်မြောက်ရှမ်းအမျိုးသားနေ့ကို SSB, SNDF, SSNDF, SNA, PNO, LDU, DKBA နဲ့ CNF တို့လည်းတက်ရောက်ခဲ့ကြောင်းသိရပါတယ်ရှင်။